ကိုပေါ့ဗျာကိုပေါ့မင်းကမကြည့်နဲ့လေဟုတ်မင်းကြည့်ကိုပေါ့ဟုတ်လားဟုတ်တယ်ကိုပေါ့ခုနဘ8ဘ3ဘကိုပေါ့3စားဟော3လောက်တော့စားပြီဗော3စားဆိုပါဦးဟာဗလားခုနစားဘယ်လိုခုနစားလို့ခုနရတက်တာစားပြီအားကြောင့်ပြောဝင်းမထိုင်ခိုင်းတယ်ပြောနေ8ပေါ8စားဟာ8စားရှလက်ကြည့်တတာဟာကိုမစားပလိုက်ကိုစားပလိုက်ကိုစားဆိုတော့ဘယ်ကလာ3កောက်ပေါ့ဟုတ်ငါ30စားပြီအားတယ်စားဘူးရပါမယ်30ရဘူးကြတာတေးသေးဆိုရဲ့ငါကိုရက်ကြည့်နေနံပါတ်30အဲ့ကြောင့်မင်းမစောတတ်ပါဘူးလို့ပြောတယ်ထားလိုက်တော့ရအောင်ဒီတော့ရော်ပေးမယ်ခေါ်တာရော်ပေးမယ်အဲ့လိုရော်ပေးမယ်ဘာဖြစ်နေခုနက30ဆို30မဟုတ်ဘဲနဲ့အကုန်စားခိုင်းပြီးတော့တောင်းစားကလား3កောက်ကြတာများလားလို့6000ဟမ်ဟာ3000ထိုးတာဟာ3000ရော်ပေးတယ်6000အကုန်ရှောက်ကုန်ပြီကွာဟုတ်လားမဟုတ်လားမသိဘူးငါပလိုက်ရောဟုတ်ပါလားကွာမင်းအေးပါဟုတ်ပါပြီမင်း3000ပေါ့စားရတာမဟုတ်လို့30အကြီးဆုံးမဟုတ်ဘူးလားလို့ငါ6ရက်ကြီးတာကိုမီစောနေတာယူကြီးရဲ့ဘာမှလည်းမသိပဲနဲ့30ကဘူးကွာ2000ဟာဘူးလို့30ကဘူးလို့မင်းကမပြောဘဲနဲ့ဒီတလဲပဲစော့ပြီးတော့မယ်တော်တော်မစော့နဲ့ငါ့စော့မယ်တော်ငါတောင်းမစော့ပြီးတော့ငါဒီတလဲပဲစော့ပြီးတော့မယ်ရစောနေငါစောမယ်ဒီတလဲပဲစောပြီးတော့မယ်တော်ရင်မင်းငါတန်ကြီးမခံနိုင်တော့ငါပြင်းလာမစောဟိုင်းနေငါ့ကိုမှတ်ထားအောင်2000ပဲထိုးထားလားအေးပါပေးပါပဲမင်းကလည်း1000နဲ့ရောဒီဘက်တော်လုံးထား4000 9000ခုမယ်ကွာ9000ဘူးဆိုရှုံးတယ်ဘူးဆိုရှုံးပြီး30ဘူးအခုသိသွားပြီလေအခုသိသွားပြီမင်းကလည်း9000ဒီဝိုင်းမှာအော်ပြီအိမ်မှာဒီလိုလုပ်တာဟုတ်တယ်မလားကွာမင်းထိုင်နေတယ်မှာကွာခဏလေးပါမင်းတို့ကလည်းရော်လေးရနေတဲ့ကိစ္စကိုဒါကိုပြဿနာလာရှာနေသေးတယ်အောင်လာနောက်နေတယ်ဟာအောင်တော့တာမဟုတ် तू မထိုးတဲ့လို့ငါလက်ပြောင်းနေဒီဝဲပေးငါကခိုင်တော့မှာငါဒီလေးပဲကစားပေးတော့မှာအေးတော်မင်းတို့အကြိုက်ထိုးချင်တာထိုးတော်ငါမကစားထိုးအခုတော့ငါအောင်တော့